မြတ်စွာဘုရားတတ္တဝါတွေကိုကြည်တယ်တဲ့တတ္တလောကဘုရားဖြစ်ပြီးခါစားတတ္တဝါတွေကြည်တဲ့အခါကျတော့မြတ်စွာဘုရားဘလို့မြင်တော့ဆိုတော့လူချင်းမှုနဲ့လောင်ကျွမ်းနေတာကိုမြင်တယ်တတ္တဝါတွေရဲ့စိတ်ဟာလူချင်းမှုနဲ့လောင်ကျွမ်းနေမကြည်နိုင်မချမ်းနိုင်ဖြစ်မှုဒေါသနဲ့လောင်ကျွမ်းနေဘာမှနားလည်အောင်မလုပ်လို့နားမလဲနိုင်မှုအပြည့်နဲ့လောင်ကျွမ်းနေလောဘဒေါသမောဟကိုပြောတာနော်တတ္တဝါတွေကိုကြည်တာမြတ်စွာဘုရားဘလို့မြင်တာတော့လူချင်းမှုမကြည်နပ်မှုမသိမှုနဲ့လောင်ကျွမ်းနေတယ်လို့ပဲမြင်တယ်အဲ့ဒီချိန်မှာမြတ်စွာဘုရားရဲ့နှုတ်တော်ကနေစကားသံတွေကအလို့အလျောက်ထွက်လာတယ်စိတ်ထဲမှာမဆန့်တော့လို့ဘေးမှာနားထောင်မဲ့လူတယောက်မှမရှိဘူးအဲ့ဒီလိုစကားမျိုးကိုဥဒန်းစကားလို့ခေါ်ဟုတ်လားဒါမြတ်စွာဘုရားကျူရင်တဲ့ဥဒန်းဂါထာလေးသဘောကျလွန်းလို့ကောင်းလွန်းလို့နော်အဖွားစရာကောင်းကောင်းလေးနားထောင်အယံလောကောတန္တပဇာတောဖတ္တပရိတောရောဂံဝရတိအတ္တတောယေနယေနဟိမေညတိတတောတံဟောတိအညထအယံလောကောတန္တပဇာတောဒီလောကကြီးဟာပူလောင်မှုသာဖြစ်ခဲ့တယ်ပူနေတဲ့သဘောပဲတဲ့လောကဆိုတာလောကကြီးကိုမီးပုံကြီးလို့ပဲမြင်တာအယံလောကောတန္တပဇာတောလောကဆိုတာတတ္တဝါတွေကိုပြောတာဒီနေရာမှာပူနေကြတယ်ဖတ္တပရိတောတွေ့ထိမှုကသူတို့ကိုနှိပ်စက်နေတယ်ဖတ္တဆိုတဲ့စကားလုံးလေးကြားဦးတယ်မဟုတ်လားဘာကိုပြောတာတော့ဖတ္တဆိုသက္ခုံစပရိစ္ဆရူပေစဥပိစတိသက္ခုဝိညာဏတိဏံသင်္ကတိတိဖတ်တော်မျက်စိရဲ့အယောင်ရဲ့တွေ့ကြတဲ့အခါမှာမြင်သိစိတ်ဆိုတာဖြစ်အဲ့ဒီမျက်စိရဲ့အယောင်ရဲ့မြင်သိစိတ်ရဲ့ဒီသုံးခုပေါင်းစုံမိတာကိုဖတ်တာလို့ခေါ်တယ်အဲ့ဒါလိုပဲနားရဲ့အသံရဲ့ကြားသိစိတ်ရဲ့ဒီသုံးခုပေါင်းစုံမိတာကိုဖတ်တာလို့ခေါ်တယ်အဲ့တော့အရက်သုံးနဲ့လွယ်အောင်ပြောရရင်မြင်လိုက်တာဟာဖတ်တာကြားလိုက်ပြီဆိုရင်ဖတ်တာအဲ့ဒီဖတ်တာကတတ္တဝါကိုဘာလုပ်နေတော့နှိပ်စက်နေတယ်တဲ့သူတို့အဲ့လိုခံစားရသလားမခံစားသူတို့နားမလဲမြတ်စွာဘုရားတော့ဘယ်လောက်ထိမြင်တာတော့လမ်းစုံလမ်းကလမ်းလေးကွာမှာကောက်လိုင်းတုံကြီးတထုံချတာတဲ့အဲ့ဒါလူ6ယောက်ကတယောက်လျင်တဘိုးတယောက်တစ်ချောင်းထမ်းလာပြီးတော့အဲ့ဒီကောက်လိုင်းတုံးကိုတယောက်တကယ်လေးရိုက်နှက်သူတို့စီမှာအညာဘက်မှာစဝါချွေတဲ့ကာလရောက်ပြီဆိုရင်ကောက်လိုင်းတုံးလေးတွေထုံတာထိုးချင်းနဲ့ရိုက်ဖတ်တုံးကိုကျန်တဲ့စပစီလေးတွေပြောင်းအောင်ရိုက်ကြတာရှိနော်ဒီမှာမြတ်စွာဘုရားဥမာပေးတာလူ6ယောက်ကတဘိုးတယောက်တစ်ချောင်းကင်ပြီးတော့အဲ့ဒီကောက်လိုင်းတုံးကိုတယောက်တကယ်လေးရိုက်နှက်အဲ့ဒီကောက်လိုင်းတုံးလေးဟာမွားစာကျဲပြီးညက်ညက်ကြေး